ဒီနိုင်ငံမှာကဘာပေါ်ရေနံအများဆုံးရှိတယ်။ဒါပေမဲ့လူတွေကမုံဝဲဖို့တောင်ငွေအိတ်ကြီးတစ်အိတ်လိုတယ်။ဒါကဗင်နီဇွဲလားပါပဲ။1950ပြည့်နှစ်လွန်တွေမှာဗင်နီဇွဲလားဟာဂျပန်နဲ့ဂျာမနီထက်တောင်ပိုချမ်းသာခဲ့ပြီးကမ္ဘာစတုတ္ထမြောက်အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ကမ္ဘာအကြီးဆုံးရေနံတိုက်ကြီးကိုပိုင်ဆိုင်ထားပြီးနိုင်ငံရဲ့ဝင်ငွေ95%ကရေနံအပေါ်ပဲမိခိုခဲ့တာကသူတို့ကိုဒုက္ခရောက်စေခဲ့တာပါ။1996ခုနှစ်မှာဟူကိုချာဘက်စ်ကသမ္မတဖြစ်လာပြီးရေနံလုပ်ငန်းတွေကိုအစိုးရလက်အောက်မှာထိန်းချုပ်ခဲ့ပါတယ်။အစပိုင်းမှာဆင်းရဲတဲ့သူတွေကအကျိုးခံစားခဲ့ရပေမဲ့နောက်ပိုင်းမှာအကျင့်ပြတ်မှုတွေပိုလာခဲ့ပါတယ်။2013ခုနှစ်မှာချာဘက်စ်တိတ်ဆုံးပြီးနီကိုလတ်မာဒူရိုကအာဏာယူခဲ့ပါတယ်။သူ့ရဲ့စီးပွားရေးမူဝါဒအမှားတွေကြောင့်ငွေဖောင်းပွားမှုကိုမထိန်းနိုင်တော့ပါဘူး။2014ခုနှစ်မှာကမ္ဘာရေနံဈေးပြိုလဲသွားတာနဲ့အတူဗင်နီဇွဲလားနိုင်ငံရဲ့စီးပွားရေးကလုံးဝထိခိုက်ခဲ့ပါတယ်။အမေရိကန်ကမာဒူရိုအစိုးရကို2019နဲ့2019မှာစီးပွားရေးပိတ်ဆို့မှုတွေချခဲ့ပြီးတော့2020မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာတော့မာဒူရိုကိုမွေးစေဝါအမှုနဲ့ဖမ်းဆီးမိန့်ထုတ်ခဲ့ပါတယ်။ခု2026ခုနှစ်ဇန်နဝါရီလ3ရက်မှာတော့တမိုင်းဝင်အပြောင်းအလဲတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ထရန့်အစိုးရကသမ္မတမာဒူရိုကိုမြို့တော်ကာရာကက်စ်အထိဝင်ရောက်ဖမ်းဆီးခဲ့တာပါအခုတော့မာဒူရိုကိုမူရစေဝါကုန်ကူးမှုတွေနဲ့တရားစွဲဆိုထားပြီးနယူးယောက်မြို့မှာအကျဉ်းချထားပါတယ်ဗင်နီဇွဲလားဆင်းရဲနေရတာကရေနံမရှိလို့မဟုတ်ပါဘူးအာဏာရှင်စနစ်အကျင့်ပြတ်မှုတွေနဲ့စီးပွားရေးအမှားတွေကြောင့်ပါရေနံရှိတာကကောင်းပါတယ်ဒါပေမဲ့မှန်ကန်တဲ့အစိုးရမရှိရင်ရေနံကတော့မကယ်နိုင်ပါဘူး